ကျွန်တော်အရေးကြီးတဲ့ message စကားလေးတစ်ခုပြောရရှိတယ်တိချနားထောင်ဟိုတနေ့ကကောင်မလေးတစ်ယောက်26လမ်း80မီးပွိုင်မှာအရှိန်နဲ့မောင်းလာတော့ဂျုံစုံမီးကหนีလိုက်တော့အမြန်ဗရိတ်အုပ်ပြီးရက်လိုက်ရတယ်အဲ့ဒါကိုဘေးလူတွေကကိုနဲ့မဆိုင်သလိုပဲနေကြတယ်အဲ့တော့လမ်းထွက်လို့ရှိရင်ယောက်ျားလေးတွေဖင်လေးလင်ကျစ်လုပ်ပြီးထောင်းတောင်းမလုံးနဲ့ထပ်ပြောမယ်ဖင်လေးလင်ကျစ်နဲ့ထောင်းတောင်းမလုံးနဲ့ဘဝတစ်ခုလုံးအညွန့်ကျိုးသွားမယ်အခုမန္တလေးမြို့ကြီးဘာတွေပေါ်နေလဲသိလားကွန်ရတယ်တွေစိုက်ကလေးတအားပေါ်နေတယ်ကျုံမေးကိုမသွားနဲ့လေရင်မခံနဲ့အိမ်မှာပိုက်တက်ပြီးအောက်ဆီဂျင်ဘူးကိုရှူနေထပ်ပြောမယ်လမ်းပေါ်မထွက်နဲ့ဇရက်ပေါ်မှာထိုင်နေဖင်လေးလင်ကျစ်နဲ့ထောင်းတောင်းမလုံးနဲ့အညွန့်ကျိုးသွားမယ်အဲ့ဒါသတိပေးတာ